ဒီနေ့မှာပရိသတ်တွေအတွက်ရွေးချယ်ပေးထားတဲ့ပရလောကဇတ်လံကောင်းလေးကတော့စာရေးဆရာတာတီရေးသားထားတဲ့ဇီးတရေဇတ်လံလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပါပရိသတ်တွေအားလုံးပဲဇတ်လံလေးကိုနားဆင်တဲ့အခါမှာ VPN လေးဖွင့်ပြီးကြော်ညာလေးတွေကြည့်ပေးပါရှင် Subscribe မလုပ်ရသေးရင်လည်း Subscribe လုပ်ထားခဲ့ပါအောင်နော်ပြာသူလကြီးဗျကျုပ်ကမြို့ကိုရောက်နေတာကျုပ်ကျောင်းတက်တုန်းကနေခဲ့တဲ့ကျုပ်ပါကြီးအိမ်မှာပဲပေါ့ဗျာပါကြီးနဲ့မတွေ့တာကြလို့ပါကြီးကိုကတော့ချင်လို့လာတာဗျဒီရောက်တော့ကျုပ်ရောက်တဲ့ညမှာပဲပါကြီးကလေဖြန်းချင်တယ်လို့ဖြစ်တာနဲ့ရွာမပြန်ဖြစ်သေးတာအခုတော့ပါကြီးလည်းကောင်းလာပါပြီပါကြီးမှာသူကိုယ်တိုင်စိန်ထားတဲ့လေငန်းဆေးရှိနေလို့ပေါ့ဗျာအဲ့ဒီဆေးသာမရှင်ခတ်တာဗျဒီဆေးကြောင့်လည်းကျုပ်ကသိတယ်ဗျာပါကြီးအိမ်မှာနေပြီးကျောင်းလာတက်တဲ့ကဒီဆေးကိုပါကြီးကအမြဲဖော်တာလေငန်းဖြစ်တဲ့လူရှင်သူကိုယ်တိုင်ဆေးသွားပို့ပေးနေကြလေဗျာပါကြီးအမြဲပြောနေလို့ဆေးအကြောင်းကိုကျုပ်ကသိပြီးသားဗျပါကြီးလေဖြစ်တဲ့ညဦးဝဝနဲ့ထအောင်တော့ကျုပ်လည်းအိတ်နေရလှန်လို့ပြီးသူ့အိတ်ရပေါ်ပြေးသွားတော့ပါကြီးကသူ့အိတ်ရပေးရခုံပေါ်မှာတင်ထားတဲ့ဆေးပလင်းကိုကြည့်လက်ညှိုးထိုးပြနေတာဗျဒါနဲ့ကျုပ်လည်းပါကြီးပြောဖူးထားတဲ့အတိုင်းပေါ့ဗျာဆေးစိန်ထားတဲ့ငပြောဖူးပလင်းကြီးကိုလှုပ်ခတ်ပြီးဆေးရည်ကိုစွန်းနဲ့ထည့်ပါကြီးရဲ့ခက်ဆိတ်ဆိတ်ဖြစ်နေတဲ့ပတ်ဆက်ထဲကိုဇွန်းနဲ့ကလန့်ပြီးခပ်ဖြည်းဖြည်းထည့်ပေးရတာပေါ့ဗျာပြီးတာနဲ့ဆေးရည်ကိုလက်ခုပ်ထဲထည့်ပြီးနည်းနည်းရွက်သွားတဲ့ပါကြီးရဲ့ပေါက်ဆေးလိမ်ပြီးဆွဲချရတာပြုလွတ်စွမ်းတဲ့စီးပေါ့ဗျာ10မိနစ်လောက်ကြာတော့ရွှေ့သွားတဲ့ဘာလဲပြန်တဲ့သွားတယ်ရှာလဲကောင်းသွားပြီးစကားပြောလို့ပြီးသွားရောဗျာဒီတော့မှအဲ့ဒီဆေးရည်နဲ့ပဲလက်တွေခြေတွေလိမ်ပြီးနှိပ်ပေးရတာပြုအမေအကိုအရှင်းနေဗျာအဘနဲ့အမေလည်းနောက်တစ်နေ့ရောက်လာကြရောဗျာဘာကြီးကိုလည်းလိုအပ်တဲ့ဆေးဝါးနဲ့ထပ်ပြီးတော့ကုကြရတာပေါ့နေအောင်ဗျဘာကြီးရဲ့လက်ဆွဲလေငန်းစီဖော်နေကိုကျုပ်ပြောပြမယ်တခြားမဟုတ်ဘူးဗျရှောက်ဘလူးလို့ခေါ်တဲ့တံပြာသီးသက်သားရှိတဲ့ရှောက်သီးလေဗျာအခွန်မှာအထွတ်တွေထနေတဲ့ရှောက်သီးပေါ့အဲ့ဒီရှောက်ဘလူးကိုရေညှင့်ငပြောဖူးပလင်တပလင်းရောင်ညှင့်ရတယ်ဗျပြီးရင်ထညက်နဲ့ကောင်းချင်းချက်ထားတဲ့အရက်ကောင်းကောင်းတပလင်းနဲ့ရှောက်ဘလူးအရည်နဲ့ရောပြီးကျွေရတုပ်စလုံးနဲ့ကျိုးရတဗျာအဲ့ဒီထဲမှာကလအော်တီငရုတ်အညာ3ခုလောက်ထည့်ရတယ်ပြီးရင်9လင်ပန်းတဲချေအချောက်ကလေး3ခုထည့်ရတယ်တဖြည်းဖြည်းအရည်ခဲလာပြီးတပလင်းထဲမှာထည့်သိမ်းထားရတယ်ဗျလွတ်အစွမ်းထက်တဲ့ဆေးဗျာကျုပ်ပါကြီးရွှဲသွားပါတဲ့ပါဆက်ချက်ချင်းကိုပြန်တဲ့သွားတာကျုပ်တို့မိသားစုလည်းရွာကိုချက်ချင်းမပြန်နိုင်ကြသေးဘူးပေါ့ဗျာဒီမှာတင်ကျုပ်စီကိုကားရတင်မြင့်ရောက်လာတယ်ဗျကားရတင်မြင့်ဆိုတာကျုပ်နဲ့ကျောင်းနေဘက်တငယ်ချင်းဗျအရက်ကတော်တော်ပူတဲ့အကောင်တချို့ကတော့ဒီကောင်ကားရတင်မြင့်လို့ခေါ်တယ်ဘာဖြစ်လို့တုံးဆိုတော့တင်မြင့်ကပူကွာကွာနဲ့လမ်းလျှောက်ရင်ဒီကောင်ခြေတောက်တွေကကားရနဲ့လျှောက်လို့ဗျအဲ့ကောင်တာတီမင်းတော်တော်နေနိုင်တဲ့ကောင်ကွာမြို့ရောက်တာတော့ငါဖက်ကိုလှည့်မလာဘူးကားရတင်မြင့်ကအိမ်ပေါ်ကာရနဲ့တက်လာပြီးပြောတယ်ငါလည်းလာဖို့ပဲကွာတင်မြင့်ရငါရောက်တဲ့ညငါ့ဘာကြီးလေးဖြတ်မလို့မရောက်သေးတာကွာငါရောက်တဲ့ညကငါ့ဘာကြီးလေးဖြတ်လို့မရောက်သေးတာကွာဟေးဟုတ်လားအခုရောပါကြီးဘလို့နေတော့ဒီကောင်တွေကကျုပ်ကျောင်းတက်တုန်းကကျုပ်စီလာရင်ပါကြီးအိမ်ကစားနေတောက်နေကြတွေလေဗျာပါကြီးကိုလည်းအတော်ခင်တာအခုတော့ကောင်းသွားပြီကွာလာထိုင်တင်မြင့်ကခုံတန်းလျားလေးမှာဝင်ထမ်းလိုက်တယ်ကျုပ်ကငကားစေးဘောလေးတလိပ်ထုတ်ပြီးတနုဖြူတော်ရင်ကြေးမိခက်ကလေးပါကမ်းပေးလိုက်တယ်ကာယာကကျုပ်ပေးတဲ့စေးဘောလေးကိုကပြကရမင်းညစ်ပြီးဖွာရောဗျာဒီကောင်ကြည့်ရတာမောလာတဲ့ပုံပဲဗျပခုံးမှလည်းလွယ်အိတ်ကြီးတစ်လုံးလွယ်လို့လက်မှလည်းပေါင်ချဆောက်တုံးနဲ့ခဲတံနီးပြတန်ကြီးတစ်ချောင်းကိုင်းလို့ဗျဒီကောင်ကဈေးကောက်လေးဗျဈေးထဲမှာရောဈေးပြစ်မှာပါဒီကောင်ကဈေးကောက်ရတာတဆိုင်ကိုတစ်ကျဲပြဒီကောင်မောနဲ့ငကားစေးပေါ်လေးတစ်လိပ်ကိုတဖွာပြီးတဖွာဖွာနေတာပြို့ဈေးကောက်လာရတော့မောလာတဲ့ထင်ပါရဲ့ဗျာဆေးလေးတောက်ရင်အမောမခံနိုင်ဘူးသာပြောတယ်ဗျတကယ်တည်းမောလာတော့လေဆေးလေးတဖွာနှစ်ဖွာရှိုက်လိုက်မှအမောပြေတာပြို့တာတေမင်းတည်တွေငါကြားတယ်ကွာဟေးဘာတည်နှုံကွာကားရရဲ့မင်းကဆရာဖြစ်နေပြီဆိုပယောဂတွေဘာတွေလွတ်နိုင်တာဆိုဟာမဟုတ်ရပါဘူးကားရရဲ့မင်းကဘာသူပြောလို့တော့ဗန်ဘွေကောင်ကသိန်းစော်လဲပြောတယ်ပြီးတော့မီးလောင်ကောင်ကပန်းဆောင်တို့ညီကိုလည်းပြောတယ်ကွာပန်းဆောင်ကမြို့ရောက်ရင်ငါတို့အိမ်မှာတဲတာကွာဒီတော့မင်းတည်ဝင်ကမကြပဲနေပါမလားကွာတာတီရငါဆရာမဟုတ်ပါဘူးကားရရဆရာတွေလာရင်လိုက်ပြီးအကူညီပေးတာပါကွာမင်းလည်းတိသားနဲ့ငါငယ်ငယ်လေးတည်းကလွတ်ဆက်ဆွတ်တက်တဲ့ကောင်လေးကွာဒီတော့ရွာဘက်ကိုဆရာကြီးတွေကြွလာရင်ထူးထူးဆန်းဆန်းနေကိုတွေ့ချင်မြင်ချင်တာနဲ့သူတို့အကူညီပေးရှောက်လိုက်တာဟေ့ဟာဘာပဲပြောလေကွာ
မင်းမဒီလိုထူးဆန်းတဲ့ကိစ္စတွေမှာအတွေ့အကြုံတော်တော်ရှိနေမှာပဲအေးဒါတော့ဟုတ်တာပဲတော်တော်များများကိုကြုံဖူးသွားတာကွာတငယ်ချင်းရေဟုတ်ပြီဒါဆိုရင်ငါမင်းကိုပြောပြတော့မယ်ငါမှာကိစ္စတစ်ခုရှိလို့မင်းကိုလာတွေ့တာကွာဟေးဟုတ်လားဒါဆိုရင်ပြောပြလေကွာကာရရဒီလိုကွာငါတို့ဈေးမှာဈေးဆောင်9ယောက်ရှိတယ်ဟိုတလောကဦးလောဆိုတဲ့အဖိုးကြီးဆုံးသွားတယ်ကွာဦးလောရဲ့နေရာမှာကိုခွေးဆိုတဲ့လူတယောက်ခန့်ပြီးဈေးကိုအဆောင်9ယောက်နဲ့ညတိုင်းစောင့်နေကြတာပဲအေးအဲ့တော့ဘာဖြစ်လို့တော့ဒီလိုကွာဂျာတီကငါတို့ဈေးထဲကိုညဘက်ဆိုရင်တရေကြီးတကောင်ဝင်လာပြီးတော့ငါးဈေးထဲမှာပြုတ်ကျကျန်နေတဲ့သားစိမ်းငါးစိမ်းတွေကိုလာစားနေတာ3လလောက်ရှိပြီကွာဟင်မင်းတို့မြင်ရလို့လားဟာငါကတော့မမြင်ရဘူးကွာဂျာတီကညဆောင်တွေကတော့တွေ့ကြရတာပေါ့အဲ့ဒီတရေကိုတွေ့ရင်ကျန်တဲ့ညဆောင်တွေကကြောက်ပြီးထွက်ပြေးသွားပေမဲ့ဘာလောကြီးကမကြောက်တတ်ဘူးတဲ့ကွာသူ့လောက်လေးကွာနဲ့တရေကိုလိုက်ပစ်တာဆိုပဲဟင်ဟုတ်လားလွန်ခဲ့တဲ့2ပတ်လောက်ကတော့ကင်းဆောင်နေရင်နဲ့ဘာလောကမူးတယ်လို့អော်ပြီးအကောင်းသားနေဘုံနဲ့လဲပြီးတေးသွားရောဟိဟာဟိုတရေများလှုပ်လိုက်တာလားကာရရဲ့အေးဘောကွာဈေးထဲမှာလူတိုင်းကတီတိုင်းပြောပြတာတာတရဲ့ဈေးဆောင်ကြီးဦးလောကိုတရေကတ်သွားတယ်ဆိုပြီးပြောကြတာအဲ့ဒီလိုပြောနေတော့အခြေအနေကပိုဆိုးလာတော့ဈေးသည်တွေလည်းကြောက်လန့်ကုန်ကြတာပေါ့နို့နေပါအောင်ဒီတရေကအခုဘာထက်လုံနေလို့တော့ဟာမပြောပါနဲ့တော့ကွာအခုဖြစ်နေတာတရေကတစ်ကောင်မဟုတ်ပဲ2ကောင်ဖြစ်နေလို့ကွာပြီးတော့ညဆိုရင်လေအဲ့ဒီတရေ2ကောင်2ပန်းလုံးတာတစ်စေးလုံးအုံးဆန်နေတာပဲကွာဟာဟုတ်လားဟုတ်ပါတာတီယာအခုဆိုရင်ညဆောင်တွေလဲကြောက်ပြီးအလုတ်ထွက်တော့မယ်လုံနေကြပြီကွာနေအောင်ကွာကာရရဲ့တည်သွားတဲ့မင်းတို့ညဆောင်ကြီးကိုစိုးနေပါတွေတေးသေးချာချာသွတ်ပေးကြရဲ့လားပြီးတော့အမိတ်နေပါတွေရောတေးသေးချာချာပြင်ရဲ့လားစွန်းကတော့သူ့ဆိုင်မှာတွတ်တာပေါ့ကွာအမိတ်ကတော့ပြင်ရတာပေါ့သူကအစိုးရဝန်ထမ်းနေကွာကျုပ်ကဘာမှမပြောဘဲငြိမ်ပြီးစဉ်းစားနေလိုက်တယ်ပြီးတော့မှကဲဒီလိုလောက်ကားရရည8နာရီလောက်ငါ့ကိုလာခေါ်ကွာမင်းနဲ့ငါဈေးထဲဝင်ပြီးညဆောင်တွေနဲ့တူစောင့်ကြတာပေါ့အေးဟုတ်ပြီည8နာရီလောက်မင်းကိုငါလာခေါ်မယ်ညရောက်တော့ကျုပ်ကမျက်ကွင်းစေးကွင်းပြီးအစင်သင့်စောင့်နေတယ်8နာရီကျော်လောက်ကြာတော့ကျုပ်ကိုကားရလာခေါ်တယ်ကျုပ်တို့ဈေးထဲဝင်ပြီးညဆောင်တွေနဲ့တူကင်းဆောင်ကြတာပေါ့ဗျာညဆောင်9ယောက်ကအထိုင်ကင်းမြကျန်တဲ့4ယောက်က2ယောက်တွဲလှည့်ကင်းထွက်တယ်ဈေးလမ်းတွေမှာရှောက်လက်ကြည့်ရတာပေါ့ဆိုင်ကြိုဆိုင်ကြားတွေမှာတက်မီတဝင်းဝင်းနဲ့လိုက်ထိုးကြည့်ရတာလေဒါပေမဲ့ဒီရက်ကတော့စိတ်ချရပါတယ်ဈေးဖောက်မဲ့သူမရှိနောင်ဈေးတွေကတရေ2ကောင်တက်ပုတ်နေတဲ့တရင်ကတစ်မြို့လုံးပြက်နေတော့ဈေးထက်ကိုဝင်ခိုးရဲတဲ့သူရှိမှမဟုတ်ဘူးဗျအထိုင်ကင်းကလူကတနိုင်တစ်ခါနိုင်တန်ချောင်းခောက်ရတဗျာတန်ချောင်း17ချက်ခောက်ပြီးကျုံနဲ့ကားရလဲအထိုင်ကင်းမှာထိုင်နေကြတာလေဗျာဟာချပြီဟေးတာတီကလာမင်းကြည့်မယ်ဆိုရင်ငါလိုက်ပြမယ်ကာယကရှေ့ကပူကွာကာယနဲ့သွားရောဗျာကျုပ်ကလည်းသူ့နောက်ကကတ်လိုက်လာတာပေါ့အနောက်မှာအထိုင်ကင်းသမားကြီးပါလိုက်လာတာဗျမင်းတို့နှစ်ယောက်စလုံးထသွားတော့ငါတယောက်တည်းမနေဝတ်တော့ဘူးကွာတင်မြင့်ရအထိုင်ကင်းသမားကတင်မြင့်ကိုပြောတာဗျကိုစံပွင့်ဒါငါ6တန်းဘက်ကအတန်ချင်နေဗျအေးဟုတ်တယ်သွားအဲ့ဒီကိုသွားဟိကာယကစေးမြောက်ဖက်ကိုချိုးဝင်လိုက်တယ်ဟာတွေ့ပြီပြို့တွေ့ပြီမဲအကောင်ကြီးတစ်ကောင်နဲ့စပင်ဖားလျာချထားတဲ့လူလိုတရေလိုတယောက်နဲ့တတ်နေကြတာဗျာကာယရက်တော့ရှေ့ဆက်မသွားနဲ့ကျုပ်ကလေတန်းနဲ့ပြောလိုက်တော့မှဒီကောင်ကာယတုံငနဲ့ရက်သွားတယ်ကာယမင်းကမေးအောင်မယ်ဘာတုံးကတာတီစုံသွားတဲ့မင်းတို့ညဆောင်ကြီးကဘလို့ပုံနှုံးကွာအရက်ထဏောင်မောင်ရှောင်းနှုံးကြီးနဲ့ကွာသေတုံးကစွတ်ကျဲနဲ့ပစိုးအပြာကွက်တုံးကြီးနဲ့လားကာယအေးဟုတ်တယ်တာတီမင်းဘာမြင်ရတော့မင်းတို့ပါလောကြီးမကျွတ်သေးဘူးကွာတရေမဲအကောင်ကြီးနဲ့အကျိတ်နဲ့တတ်နေတာမင်းတို့ဈေးဆောင်တွေလာကြဟေးဟုတ်လားဒီတခါမေးတာကကာယမဟုတ်တော့ဘူးဗျအထိုင်ကင်းစောင့်နေတဲ့ကိုစံပွင့်ကြီးမေးတယ်ဗျကျုပ်ကကိုစံပွင့်ကိုလှည့်ကြည့်ပြီးကောင်းငိမ့်ပြလိုက်တယ်ကိုစံပွင့်ဆိုတဲ့ဈေးဆောင်ကြီးကနောက်ကိုခြေတလန်းဆုပ်လိုက်ပြီးမျက်နှာပြက်သွားတယ်ဒီတော့မိတ်ဆွေဦးလောကြီးတရေဖြစ်နေတာကိုကြားတော့တော်တော်လေးကိုကြောက်သွားပုံမဲဗျတရေဦးလောကလည်းခေသူတော့မဟုတ်ဘူးဗျသူ့ထက်အကောင်ကြီးတဲ့အမဲကောင်ကြီးကိုခံတွယ်နေတာအသေးတော်တော်ကောင်းတဲ့ဦးလောပဲဗျကျုပ်ပါလို့ရမယ်ဆိုတာစဉ်းစားရတော့တာဗျခဏကြာတော့ကျုပ်သိသွားပြီဗျို့ကဲကားရရေးပြန်ကြစို့မနေ့ပြန်ညကြမှာတခုခုလောက်ကြတာပေါ့ကွာအိမ်ပြန်ရောက်တော့ည7:00နာရီခွဲပြီဗျကျုံမဖဲဝအောင်အကြောင်းကြပြီးအိမ်မက်တောင်းတယ်
ကျုပ်လည်းချက်ချင်းကိုအိပ်ပျော်သွားတာပြို့လေတွေကြားလိုက်တာဗျာတစ်ပင်ကြီးတွေတောင်ရိမ့်ထိုးလို့ဗျဒါပေမဲ့အရွက်ကလေးတစ်ရွက်တောင်မလှုပ်တာကတော့12ရာသီအဝါပင်ကြီးဗျတပင်လုံးမှာအဝါရောင်ပွင့်နေထိန်နေအောင်ပွင့်လို့လေတွေတလောက်တိုက်နေတာတောင်မှအရွက်ကလေးတစ်ရွက်မှမလှုပ်ဘူးအပွင့်ကလေးတစ်ပွင့်မကြွေဘူးဗျဒါတေကျုပ်တကူလုံးမှာကြက်သိန်းနဲ့ဖြန်းကနေထသွားတယ်စပင်တွေတောင်ထောင်ကုန်ရောဗျာမဖဲဝါကကျုပ်ကိုအိမ်မက်ပေးတိုင်းကျုပ်နဲ့ရွယ်တူပုံစံမျိုးပြောင်းထားတာပဲဒါပေမဲ့ကျုပ်ကလည်းလန့်သွားတာကြီးပါပဲမလက်နဲ့ခါတခါမှမရှိဘူးဗျကျုပ်က12ရာသီပင်အောင်မှာရက်နေတဲ့မဖဲဝါကိုကြည့်လိုက်တယ်နှစ်ရွက်ကြားမှာညက်ပြီးပန်ထားတဲ့12ရာသီပန်းအဝါလေးကိုကျုပ်ငေးကြည့်မိလိုက်တယ်ဒါတီနင်ပါလို့ချင်လို့တော့ဒီတော့မှကျုပ်တတိဝင်သွားတာဗျအော်မဖဲဝါမြို့ဝစည်းထဲမှာတရေနှစ်ကောင်ညတိုင်းတက်နေကြလို့ဗျကျုပ်ကဒါပဲပြောရသေးတာမဖဲဝါကချက်ချင်းပြောတော့တာပြို့ဒါတီဈေးထဲဝင်လာတဲ့တရေကမဲကြီးလို့ခေါ်တဲ့အကောင်ဈေးတောင်ဘက်ကကုတ်ကုတ်ပင်ကြီးမှနေတာနှစ်30လောက်ရှိပြီငလောကမနစ်တနေ့မှတရေဖြစ်တာငမဲကိုသူပေးနိုင်မှာတော့ဒါပေမဲ့ငလောကိုနိုင်အောင်လှုပ်ပေးမှဖြစ်မယ်ငလောနိုင်သွားရင်ဒီဈေးထဲကိုငမဲပဲတောင်းမှဝင်မှာမဟုတ်တော့ဘူးတရေဆိုတာသူ့နိုင်တဲ့အကောင်ရှိရင်အဲ့ဒီနေရာကိုဘယ်တော့မှမသွားတော့ဘူးကျော်ဟောဒီရှားဖြူသီးတွေယူသွားပြီးငလောကိုရှားဖြူသီးနဲ့ပေါက်ပေးဒါမှငလောနိုင်မှာငလောနိုင်ရင်ငမဲကြီးနင်တို့ဈေးထဲကိုဘယ်တော့မှဝင်မှာမဟုတ်ဘူးကျုပ်လက်နိုးသွားတယ်ရှောင်းပြီးကျုပ်လက်ထဲကိုစမ်းကြည့်တယ်မဖဲဝါပေးလိုက်တဲ့ရှားဖြူသီးတစ်စုပ်ကြီးကိုကျုပ်ယူလာတာဗျကျုပ်လည်းကြောင်တောင်တောင်ဖြစ်သွားပြီးလက်ထဲမှာရှားဖြူသီးရှာနေမိတာပြို့ခဏကြာတော့ကျုပ်ပြန်အိတ်သွားတယ်မနဲ့မိုးလင်းတော့ဘာကြီးကိုလက်ဖက်ရည်နဲ့အီကြွေးဝယ်ပေးဖို့ကျုပ်အိတ်ရာကထားလိုက်တယ်ကျုပ်ကြောကုန်းအောက်ကခိုးလို့ခုလို့ဖြစ်နေတော့ထားကြည့်လိုက်တယ်ဟာရှားဖြူသီးတွေပါလားကျုပ်တော်အံ့ဩသွားတာဗျညကအိမ်မက်ထဲမှာမဖဲဝါကျုပ်လက်ထဲကိုထည့်ပေးလိုက်တဲ့ရှားဖြူသီးတွေတကယ်ပါလာတာပြို့တစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံးကျုပ်ရှားဖြူသီးတွေကိုကောက်ယူလိုက်တယ်အားလုံးငါးလုံးဗျည8နိုင်ခွဲတော့ကျုပ်တငယ်ချင်းဈေးကောက်ကားရရောက်လာရောဗျာကျုပ်လည်းစက်ကူနဲ့ထုတ်ထားတဲ့ရှားဖြူသီးထုပ်ကိုယူလာခဲ့တယ်ဈေးထဲကအထိုင်ကင်းမှာဈေးဆောင်9ယောက်ကျုပ်ရဲ့ကားရရဲ့ထိုင်ပြီးစကားတွေပြောနေကြတာပြို့ကျုပ်ကလည်းငကားစေးပေါ်လိတ်လေးဖွာနေရင်ဈေးဆောင်ကြီးတွေတိုက်တဲ့ရေနွေးကျန်းတွေတောက်နေရဗျတော်တော်လေးညံ့ညက်လာတော့လှဲ့ကင်း4ယောက်က2ယောက်တွဲပြီးဈေးလန်းတွေထဲဝင်သွားကြတယ်ဒီညထိုင်ခင်းကြတာကိုစံပွင့်မဟုတ်တော့ဘူးဗျကိုဖိုးထင်နဲ့ည7နာရီထိုးတော့ကိုဖိုးထင်ကနိုင်တန်ချောင်း17ချက်ခောက်လိုက်တယ်ကျုံနဲ့ကားရကတော့နားဆွနေကြတာပေါ့ဗျာဟောချကုန်ကြပြီဟေးတာတီဒီခါအတန်ကြားတာငါ6တန်မဟုတ်တော့ဘူးကွာအမဲသားဆိုင်ဖက်ကကြားတာကွာပြောဆူနဲ့ကားရကရှေ့ကနေတုတ်ချေတဲ့နဲ့သူ့ငကိုပုံစံအတိုင်းပေါ့ဗျာပူကွာကာရရနဲ့ရှောက်သွားတာဗျကျုံနဲ့စီးဆောင်ကိုဖိုးထင်ရလဲကားရနောက်ကခတ်တုတ်လိုက်ကြရတာပေါ့ဗျာဟောတွေ့ပြီပြို့ဟိုနေ့ကပုံစံနိုင်ပဲပြို့မမဲကောင်ကြီးနဲ့ဦးလောတရေလုံးထွေးနေကြတာဗျကျုပ်ကမျက်ကွင်းစေကွင်းလိမ့်လို့သာမြင်နေရတာပေါ့ဗျာငမဲကြီးကတရေဦးလောကိုစောင့်ကန်လိုက်တာပြို့တရေဦးလောလွင့်ထွက်သွားပြီးဆိုင်ရှိရကားထားတဲ့သူ့ပြားတွေနဲ့ဝုန်းကနေမြေအောင်စောင့်ပြီးပြုတ်ကျသွားတာပြို့ဒါပေမဲ့တရေဦးလောကလွတ်အသေးကောင်းတဲ့တရေဗျချက်ချင်းကုန်းချပြီးငမဲကြီးကိုရင်ဆိုင်လိုက်တယ်ကျုပ်ကစက်ကူထုတ်ကိုကပြားဖြီးပြီးအထက်ကရှားပြူသီးတစ်လုံးကိုယူလိုက်တယ်ကဲကွာပြစ်ပြီပြို့ကျုပ်ပြစ်လိုက်ပြီတရေဦးလောရဲ့ကြောကုန်းကိုကျုပ်ပြစ်လိုက်တဲ့ရှားပြူသီးကတက်ကိုမှန်သွားတယ်ဟာကြီးလာပြီပြို့တရေဦးလောအကောင်ကြီးလာပြီပြို့ကျုပ်ထပ်ပြစ်တယ်ရှားပြူသီး9လုံးစလုံးတရေဦးလောကြီးကိုထိသွားတယ်မဖေးဝါရဲ့အစွမ်းများကြီးလိုက်တာဗျာရှားဖြူသီးတွေထိသွားတဲ့တရေဦးလောကြီးဗျာကျုံမျက်စိအောက်မှာတင်ကြီးလာလိုက်တာငမဲကြီးထက်3ဆလောက်ကိုဖြစ်သွားတာဗျာငမဲကြီးဆိုတာတရေဦးလောကြီးကိုကြက်သေးပြီးကြီးနေတော့တာပြို့တရေဦးလောကြီးကိုကြောက်လန့်တကြားဖြစ်နေတဲ့ပုံပဲဗျာပြေးပြီပြို့ပြေးပြီဦးလောတရေကြီးကတောသားတကြီးနဲ့ပြေးပြီးငမဲကြီးကိုထိုးတော့တာပြို့တရေဦးလောကသူ့ရဲ့အေယာမလက်သေးကြီးတွေနဲ့ငမဲကြီးကိုဘဲပြန်ညပြန်ထိုးတော့တာဗျာငမဲကြီးဆိုတာဘာမှပြန်မလုပ်ဝတော့ပဲကောင်းကြီးငုံထားပြီးတရေဦးလောထိုးသမျှကိုခံနေရတော့တာပြို့ဟာပြေးပြီငမဲကြီးပြေးပြီပြို့တရေဦးလောတစ်ချက်အလစ်မှာငမဲကြီးပြေးတော့တာဗျတရေဦးလောကအနောက်ကပြေးလိုက်သေးတယ်ဒါပေမဲ့ငမဲကြီးကခုန်ပြီးဈေးကိုကြော်ထွက်သွားရောဗျာတရေဦးလောလက်သေးကြီးနှစ်ဖက်ကိုဆုပ်ပြီးထ
ထွက်ပြေးသွားတဲ့ငမဲကြီးကိုမကြေမနက်နဲ့ကြည်နေတာဗျဟောပြန်သေးသွားပြီဗျတရေဦးလောရဲ့အရွယ်တဖြည်းဖြည်းပြန်သေးလာပြီးကျုပ်လည်းကားရကိုလက်ဆုပ်ပြီးခတ်တုတ်တုတ်လမ်းထွက်လာခဲ့တယ်ကားရနဲ့ကိုဖိုးထင်လဲကျုံနောက်ကကက်ပြီးပါလာကြတယ်အထိုင်ကင်းနေရာကိုရောက်တော့ကျုပ်ကကားရကိုပြောလိုက်တယ်ကားရမင်းတို့ဈေးထဲကိုညတိုင်းဝင်လာတဲ့မဲမဲကောင်ကြီးဘယ်တော့မှလာမှာမဟုတ်တော့ဘူးကွာအေးဒါပေမဲ့မင်းတို့ဈေးသူဈေးသားတွေပတ်စံစုပြီးဈေးဆောင်ဦးလောကိုစွန့်ထက်သွတ်ပေးကြပါကွာဒီတစ်ခါသူ့အိမ်မှာမလုပ်ပဲဈေးထဲမှာပဲဖုံးကြီးတွေပင့်ပြီးစွန့်သွတ်လိုက်ကွာပြီးတော့ဖုံးကြီးတွေကိုဈေးဝင်းကြီးထဲမှာနေရအနှံပရဲရွတ်ပေးဖို့အဲ့ဒါမှမင်းတို့ဈေးကြီးပြန်ပြီးတန့်သွားမှာကားရရဲ့စိတ်ချပါတငယ်ချင်းမနှက်ကြရင်လူကြီးတွေကိုအားလုံးပြောပြပြီးပါလောအတွက်ဒီဈေးထဲမှာပဲစွန့်ပြန်သွတ်ဖို့စီစဉ်လိုက်မယ်ကားရတိမ်မြင့်ကကျုပ်တို့ဘာကြီးအိမ်အရောက်လိုက်ပို့ပေးတယ်ကျုပ်အိမ်ပြန်ရောက်တော့ညတနားတောင်ထိုးနေပြီဗျဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပြီးသွားတဲ့ဇာတ်လမ်းလေးကိုပရိသတ်တွေအားလုံးကြိုက်နှစ်သက်မယ်လို့ယုံကြည်ပါတယ်ကျမကတော့လေတီခင်ပါရှင်နောက်ထပ်ဇာတ်လမ်းအသက်မှာပြန်လည်ဆုံတွေ့ကြပါစို့နော်